င်္ဂလာပါရှင်ဝင်လိုက်ကမှာပြန်နေကြိုဆိုလိုက်ပါရရှင်။တာကီတာမြို့နယ်မှာရှိတဲ့ customer ရဲ့နေအိမ်လေးမှာဝင်လိုက်ကလည်းဘယ်လိုမျိုးနေရာတကျတက်ဆင်ပေးထားတယ်လဲဆိုတာကိုညီမရှင်းပြပေးသွားမှာဖြစ်ပါရရှင်။စိတ်ဝင်စားမယ်ဆိုရင်တော့ဒီ video လေးမှာညီမနဲ့တူတူလိုက်ပါကြည့်ရှုပေးစီတင်ပါရရှင်။ဒီလိုက်ကန်လေးတွေကိုကြည့်လိုက်တဲ့အခါမှာဘယ်လိုမျိုးခံစားရတယ်လဲဆိုရင်တော့ဒီရှေ့ခရင်ကာလာလေးရဆိုလို့ရှိရင်တော့ဒီနေအိမ်ကိုပို့ပြီးတော့ခန်းသားထည့်သွားစေတာကိုခန်းစားမိစေပါရဲ့ရှင်ပြီးတော့ဇာလာလေးနဲ့တွဲဖက်တက်ဆင်တာဖြစ်တာကြောင့်ဒီအလင်းဝင်ခြင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့ဇာကိုပိတ်ထားပြီးတော့ပိတ်လိုက်ကာလေးကိုခောက်သိမ်းထားနိုင်ပါရဲ့ရှင်ဒီဖျားကန်းလေးမှာဆိုလို့ရှိရင်တော့ zebra blind လေးတွေကိုတက်ဆင်ပေးထားတာပဲဖြစ်ပါတယ်ရှင်။ဟုတ်ဖျားကန်းဒီနေရာနဲ့ဒီပရင်းပေါက်ပေါ့နော်အလင်းဝင်တဲ့နေရာနဲ့ဆိုလို့ရှိရင်အထူးလိုက်ဖက်မှုရှိအောင်ဒီ zebra blind လေးတွေကိုတုံးပေးထားတာပဲဖြစ်ပါတယ်ရှင်။ဒီ blind လေးတွေကအလင်းဝင်ခြင်းတဲ့အခါမှာလိုအပ်တယ်လို့ချိန်ညှိလို့ရတယ်လို့နေရာယူမှုလည်းနေပါတယ်ရှင်။ဒီနေရဲ့အခန်းတစ်ခန်းချင်းစီတိုင်းမှာအခန်းရဲ့ decoration နဲ့ light ဖက်မှုရှိအောင်လို့ပိတ်တဲ့ blind လေးတွေကိုတွဲဖက်တက်ဆင်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။ကိုယ်ပိုင် privacy လုံခြုံစေဖို့နဲ့အခန်းရဲ့အလှကိုပုံမပေါ်လင်းစေဖို့ဆိုလို့ရှိရင်တော့ဒီ light ကာလေးတွေကမပါမဖြစ်ပါပဲရှင်။လူချင်းမင်းတို့လည်းညီမတို့ဝင်လိုက်ကလေးကိုနှစ်သက်သဘောကျမယ်လို့ထင်မြင်မိပါတယ်ရှင်။လိုက်ကတက်မယ်ဆိုလို့ရှိရင်အကောင်းဆုံးသော quality အကောင်းဆုံးသောဝန်ဆောင်မှုတွေရပေးရဲ့ဝင်လိုက်ကကိုလှည့်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။